အားလုံးပဲမင်္ဂလာပါ main new channel ကနေအားလုံးကြိုဆိုပါရစေစာသမားတွေနေကောင်းကြလားဗျာဆင်ပေးကြလားကျွန်တော်တို့ main new channel ကနေကိုရင်းစောပြရတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကတော့ဒီလူတန်တောင်းတဲ့ Manchester United တို့ကစစ်တနိုင်မှာကစားဖို့ရှိတာပေါ့ဗျာ United ကဒီပွဲကိုနိုင်ခဲ့လို့ရှိရင်တော့ကျွန်တော်တို့ top 4ကိုဝင်ဖို့အခြေအနေကောင်းတော့မှာပေါ့ဗျာဘာဖြစ်လို့ဆိုတော့မနေ့ကကျွန်တော်တို့ကစားခဲ့တဲ့ပွဲစဉ်တွေများများရှိတယ်အဲ့ဒီထဲမှာကျွန်တော်တို့ Arsenal တို့ကစားခဲ့တယ်ပြီးတော့ Newcastle တို့ကစားခဲ့တယ် Chelsea တို့ကစားခဲ့တယ် City တို့ကစားခဲ့တယ် Liverpool တို့ကျွန်တော်တို့ကစားခဲ့တယ်အဲ့ဒီပွဲစဉ်တွေမှာဆိုတော်တော်များများအသင်းကြီးတွေကနိုင်ခဲ့ပြီးတော့ကျွန်တော်စပါးတို့ဆိုရင်ချုံခဲ့တဲ့အတိုင်းအတာရှိတယ်ဆိုတော့ကျွန်တော်တို့မနေ့ကကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုရင် Brentford ကို Liverpool ကကျွန်တော်တို့ 1-4 နဲ့နိုင်တယ်ဗျာLiverpool ရဲ့ away game ပေါ့ပြီးတော့ကျွန်တော်တို့ Arsenal ကဆိုရင် Vale ကို away game မှာ 0-5 နဲ့နိုင်တယ်ပြီးတော့ Fulham က Aston Villa ကို 1-2 နဲ့ရှုံးတာပေါ့ Aston Villa က 1-2 နဲ့နိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ Newcastle ကကျွန်တော်တို့ဒီဘုံမောက်ကို2-2နဲ့တရေကြတယ်နောက်တစ်ခုကကျွန်တော်တို့ Nottingham Forest ကကျွန်တော်တို့ West Ham ကို2-0နဲ့နိုင်တယ်ပြီးတော့ကျွန်တော်တို့ Spurs က Wolves ကို Wolverhampton ကို 1-2 နဲ့သူတို့ Spurs ကချုံးတာပေါ့ဗျာတို့ City က Chelsea ကိုကျွန်တော်တို့1-1နဲ့တရေကြတယ်ဆိုတော့ကျွန်တော်တို့အဲ့ဒီပွဲစဉ်တွေအများကြီးထဲမှာအဆင့်1မှာဆိုရင် Liverpool အနေနဲ့ရမယ့်58မှတ်ကိုရထားတယ်အဆင့်2ကအာဂျီကဆိုရင်ရမယ့်55မှတ်ကိုရပြီးတော့ CD အနေနဲ့ရမယ့်53မှတ်ကိုပိုင်ဆိုင်ထားပြီးတော့ကျွန်တော်တို့အဆင့်4မှာဆိုကျွန်တော်တို့ဘီလာက49မှတ်ရရှိထားတာပေါ့အဆင့်5မှာဆိုရင်ကျွန်တော်တို့စပါးက48မှတ်ကိုကျွန်တော်တို့ရရှိထားကျွန်တော်တို့ယူနေတဲ့အနေနဲ့မနေ့ကဆိုရင်အဓိကဒီကိုအသင်းတက်ကိုအမှတ်များနေတဲ့အသင်းတွေကတရေကြခဲ့တဲ့ရှုံးခဲ့တယ်ဆိုတော့ဒီနေ့ပွဲကနိုင်ခဲ့လို့ရှိရင်တော့တော်ဖို့ကိုဝင်ဖို့အတွက်ကိုနည်းနည်းအခြေအနေကောင်းတော့တာပေါ့အထူးသဖြင့်ကျွန်တော်တို့ဆိုရင်ဒီယူကာစီကကျွန်တော်တို့2-2တရေကြတယ်ပြီးတော့ဒီ CD ကဆိုရင်ကျွန်တော်တို့1-1နဲ့တရေကြတယ်ပြီးတော့ဒီစပါးက1-2နဲ့ Wayne တွေကိုရှုံးတာပြောဆိုတော့အဲ့ဒီအဓိကပွဲစဉ်တွေကျွန်တော်တို့ရှုံးခဲ့တဲ့အတွက် United ကဒီနေ့ပွဲကိုနိုင်ခဲ့လို့ရှိရင်တော့ရမက်တွေကတိတ်ကွာမှာမဟုတ်ဘူးအခုနေတာ United က Liverpool နဲ့16မှတ်ကော်တယ်ပြီးတော့ RG နဲ့14မှတ်ကော်တယ် CD နဲ့12မှတ်ကော်တယ်ကျွန်တော်တို့အဆင့်4ကဘီလာနဲ့ဆိုရင်10မှတ်ကော်တယ်စပါးနဲ့ဆိုရင်ကျွန်တော်တို့6မှတ်ကော်တယ်ပြီးတော့ကျွန်တော်တို့အောက်ကနယူကာစေတို့ဒီဝက်ဆန်တို့ဆိုရင်38မှတ်36မှတ်ဆိုတော့ကျွန်တော်တို့အတိုင်းအတာတစ်ခုထိအမှတ်ကကော်နေသေးတယ် United အနေနဲ့ဒီနေ့ပွဲကိုနိုင်ခဲ့လို့ရှိရင်တော့ Liverpool နဲ့လည်းကျွန်တော်တို့ဒီ73မှတ်ကော်မယ်ပြီးတော့ကျွန်တော်တို့ RG နဲ့ဆိုရင်17မှတ်ကော်မယ် CD နဲ့ဆိုရင်ကျွန်တော်တို့9မှတ်ကော်မှာပေါ့ပြီးတော့ဘီလာနဲ့ဆိုရင်9မှတ်ပဲကော်ပြီးတော့စပါးနဲ့ဆိုရင်ကျွန်တော်တို့3မှတ်လောက်ပဲကော်မှာဆိုတော့ဒီနေ့ပွဲကတော့ညီကိုတို့ဘယ်လောက်ထိအရေးပါလဲဆိုတာကျွန်တော်တို့ပြောစရာကိုမလိုဘူးတရေတို့ဘာတို့ဆိုရင်တော့ United အနေနဲ့ top 4ကိုဝင်နိုင်ခြေကအင်မတန်နေဖို့အနေထားတစ်ခုရှိတယ်နိုင်ကြလို့ရှိရင်တော့ခုနကပြောခဲ့သလိုပဲအပေါ်ကအသင်းတွေနဲ့လည်းအမှတ်ကွာမှုသိရှိမှာမဟုတ်ဘူးအောက်ကအသင်းတွေနဲ့လည်းကျွန်တော် United ကဒီနယူကာစေတို့ပြီးတော့ဒီဝက်ဆန်တို့နဲ့ဆိုရင်အမှတ်တွေထိုက်တဲ့လောက်ဖြတ်ထားမယ့်အနေထားတစ်ခုရှိတော့ပေါ့တစ်ဖက်မှာလည်း United အနေနဲ့အကြီးကြီးတဲ့ပွဲစဉ်တွေဥပမာအမက်လွန်နေတဲ့ပွဲစဉ်တွေကိုအသင်းကကောင်းမွန်တဲ့နေတာတကူရောက်မဲ့ပွဲစဉ်တွေဆိုရင်ဗရန်မတာနဲ့ကျွန်တော်တို့လူလေးရှော့တော်တွေဖြစ်ခဲ့တာကျွန်တော်ရှိတယ်ဆိုတော့ဒီနေ့ပွဲကလည်းညီကိုတို့ရဲ့ဘလိုတွေခြေကျော်လက်ကျော်နဲ့ဖြစ်တော့မလဲမသိဘူး United ကတောက်လျှောက်ကိုဒီပြိုင်ပွဲစုံ9ပွဲမှာ9ပွဲဆက်ထိနိုင်ထားတယ်အဲ့ဒီအထင်းမှာကျွန်တော် Premier League ဆိုရင်အဝေးကွင်းကျော်လို့လည်း2ပွဲဆက်နိုင်ပြီးတော့3ပွဲအထိကို3ပွဲဆက်နိုင်ထားတဲ့အနေထားကိုရှိတယ်ဒီနေ့ပွဲကိုနိုင်လို့ရှိရင် United အနေနဲ့4ပွဲဆက်နိုင်ခဲ့ပြီးတော့အဖက်ဖက်ကကျွန်တော်တို့ United အသင်းက Premier League မှာဆိုရင်ကောင်းမှန်ပြီးတော့တကယ်ကိုtop 4ကိုဝင်နိုင်ရှင်နီးတော့တာပေါ့ဗျာအပေါ်ကအသင်းတွေလည်းအမက်ကွန်တလို့အောက်ကအသင်းတွေကိုလည်းကျွန်တော်အမက်တွေကဖြတ်ထားဖို့တိုက်တာရှိတာပေါ့စောင်းတော့ကြည့်အောင်ဒီနေ့ပွဲကလူရှော်တို့ပါတော့ပြီးခဲ့တဲ့ပွဲစဉ်တွေကတန်အသေးစားရှိခဲ့တယ်ဆိုတော့အသေးစားလို့ပြောတာဒီလူရှော်အနေနဲ့နေပြတန်ဟန်ကသူ့ကိုထပ်ပြီးတော့တန်ရမရဖို့အတွက်ကိုလူစားလေးလိုက်တဲ့အပိုင်းတွေရှိတယ်ဆိုပြီးတော့သူကပြောထားတာပေါ့ဒီနေ့ပွဲစဉ်ကလည်းပြီးခဲ့တဲ့ပွဲစဉ်တွေကလို့ကျွန်တော်ပွဲထွက်လူစင်းကတော့ပြီးခဲ့တဲ့ပွဲစဉ်အတိုင်းပဲကျွန်တော်ပွဲထွက်လာဖို့ဖက်ကိုမြင်မိတယ်အပြောင်းလဲအနေနဲ့နောက်တန်းတစ်ခုလောက်ပဲကျွန်တော်လူရှော့နေရကိုတကယ်လို့လူရှော့ကပထမပိုင်းမှာမပါလာခဲ့ဖို့ဆိုရင်တော့လူရှော့နေရကိုနောက်တန်းအပြောင်းလဲတစ်ခုပဲလုပ်ရမှာကျန်တဲ့ကွင်းလင်တို့တိုက်စစ်တို့က United အသင်းအနေနဲ့ဘာမှကိုပြောင်းလဲမှာမဟုတ်ဘူးကွင်းလင်မှာဆိုရင်လည်းကိုဗီမီယိုနဲ့ကက်စမီယိုတို့ကလုံးဝအတွင်းညီညီကစားနေတယ်လို့တိုက်စစ်မှာဆိုရင်လည်းကျွန်တော်တို့ကဒီ Rashford တို့ Freshman Finland တို့ကာနာရှိုတို့ကလုံးဝကိုဒီ perfect ဖြစ်ပြီးတော့ကောင်းမွန်တဲ့အနေထားကိုရှိတာပေါ့တိုက်စစ်နေရကအမှန်တိုင်းပြောရင် United မှာကရွေးချယ်စရာသိမ့်မရှိဘူးအက်ဒိုနီမာရှီတို့ဆိုရင်လည်းကျွန်တော်တို့
ပြဿနာကြုံနေတယ်တောက်လျှောက်ကိုသူကအချင်းနဲ့မကောင်းဘူးညာရဝင်းဖက်ကအန်တိုနီဆန်တိုတို့ဆိုရင်လေဒီကစားသမားကဘလို့မောက်ကို United အနေနဲ့ပွဲထုတ်မတင်တဲ့ကစားသမားလို့ကျွန်တော်ကတော့မြင်မိတယ်ဒါကြောင့်အဖက်ဖက်ကဒီလူတင်တောင်းကိုချင်းချင်းလိုက်ဘာမောက်ကို United အနေနဲ့ပြောစရာမလိုဘူးကျွန်တော်ပွဲချုပ်သုံးတဲ့ချက်မှာပြောခဲ့သလိုပဲသူတို့ရဲ့အခုနေတာကလူတင်တောင်းမှာဆိုရင်တင်းစီစုံနောက်ကိုလေရောက်နေတယ်ပြီးတော့အဖက်ဖက်ကကြည့်ရင်ဗျာ United နဲ့ဘလို့မောက်ကိုရှင်လို့မရဘူးတိုးတော်ကျွန်တော်တို့ကအခုနာပြောခဲ့သလိုပါပဲအကြီးကြီးတွေပွဲစဉ်တွေကိုတွေကအမှဲလို့နေတဲ့ပွဲစဉ်တွေတကယ်ကိုဒီကောင်းမွန်ပြီးတော့အရှင်တွေတကူတောမဲ့ပွဲစဉ်တွေဆိုရင်ကျွန်တော်တို့တိုင်ပက်တာရှိတယ်ဗျမ်းမနာဖြစ်ပြီးတော့အလွေလွေရွှေချွန်နဲ့ကျွန်တော်တို့ရှုံးခဲ့တဲ့ပွဲစဉ်တွေကပွဲစားရာသီအစကတည်းကနေဖြစ်လေဖြစ်တာရှိတယ်ဆိုတော့ဒီနေ့ပွဲကတော့အဲ့လိုမျိုးမဖြစ်ဘူးကျွန်တော်တို့မျှော်လင့်နေဒါကြောင့်ကျွန်တော်တို့ဒီနေ့17နာရီမှာကစားမယ်လူတင်တောင်းနဲ့မက်ဆီဆိုင်နဲ့တို့ပွဲစဉ်မှာကျွန်တော်တို့ကဘယ်လိုရလဲထွက်ပေါ်လဲမလဲညီကိုတို့ကဘယ်လောက်ထိမှန်တယ်လဲ United ကိုဆိုတာဆွေးနွေးတော့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့လာမယ့်ဗီဒီယိုတိုင်းမှာအတူတူဆုံရအောင်အားလုံး okay ပါ